ဒီလိုနဲ့သူတို့တွေခီးတက်လာကြရင်မင်းမောင်နဲ့တောင်ကြားလန်းတွေကိုဖျက်ကျော်လာခဲ့ပြီးတဲ့နောက်သူတို့၃ယောက်သားမြေပြန့်လွင်မြင်ကြီးတစ်ခုကိုရောက်လာခဲ့တယ်ရှေ့မှာမြင်နေရတာကတော့အရင်လိုမော့အတက်တွေမဟုတ်ပဲငတ်မွတ်ကောင်းပါမှုနဲ့စိတ်ဓာတ်ကျဆင်းမှုတွေဖုံးလွှမ်းနေတဲ့ရွာကြီးတွေပါပေါ့မင်းကတောင်ဝေးကိုပခုံးပေါ်တင်ရင်ဦးလေးဒီရွာကလူတွေရဲ့မျက်လုံးတွေကခုနကနတ်ဆိုးတွေထက်တောင်ပိုပြီးမှောင်နေတယ်လို့ပဲဗျာဘယ်သူမှလည်းစကားမပြောကြဘူးကြော်စွာကရွာသားတွေကိုအကဲခတ်ဒါကမော့အတက်မဟုတ်ဘူးမင်းဒါကမျောလင့်ချက်ကုံဆုံးလာတယ်စားစရာမရှိလုပ်စရာမရှိတဲ့အခါလူတွေကအသက်ရှင်နေရတဲ့တေးနေတယ်လို့ဖြစ်သွားကြတာငပူနာကမျက်မောင်းကိုတက်ပြီးမြေစီလွာကိုတေးချကြည့်လိုက်တယ်အဲ့ဒီနောက်ရွာသားတွေစုဝေးနေတဲ့နေရာကိုသွားပြီးအေးအေးဆေးဆေးစကားဆလိုက်တာပေါ့ငပူနာကဒီမြေကပြက်နေတာမဟုတ်ပါဘူးစိုက်ပျိုးနီးမားနေတာပါမင်းတို့အချင်းချင်းလဲစိတ်ကွမ်းကွဲပြီးအလောက်မလုပ်ကြတာလဲပါတာပေါ့ရွာသားတွေတော့ကစိတ်ပြက်လက်ပြက်နေဘသူကကူနီမာလဲအပေါ်ကြီးအစိုးရလဲလာမမဟုတ်ဘသူမှလည်းလျှက်မကြည့်ဘူးကျွန်တော်တို့မှမျိုးစေ့တောင်မရှိတော့ဘူးမင်းကသူ့ရဲ့တောင်ဝေးကိုမှော်အတက်ထွန်မတုံပဲအဲ့ဒီတောင်ဝေးနဲ့မြေကြီးကိုစနစ်တကျတူးဆွပြရတယ်ကြော်စွာကတော့ရွာသားတွေကိုစုစည်းပြီးအလုတ်အတူတူလုပ်ဖို့ဖြောင်းဖြားနာကြပေးတာပေါ့ကြော်စွာကအဖိုးဥတုဒတင်ပေးခဲ့တာကလက်နှစ်ဖက်ကိုအလုတ်လုပ်ဖို့ပဲငါလူမှပါလာတဲ့ရိတ်ခါတွေနဲ့မျိုးစေ့တွေကိုခွဲပေးမယ်မင်းတို့အားလုံးညီညွတ်နဲ့ပြန်စကြမလားရက်အနှဲငယ်ကြတဲ့အခါရွာသားတွေဟာတယောက်နဲ့တယောက်ရန်ထိမနေတော့ပဲစူပေါင်းပြီးဆယ်မြောင်းတွေတူးကြမျိုးစေ့တွေချကြနဲ့အသက်ဝင်လာခဲ့ပြီပေါ့အဖိုးဦးသူကြရဲ့ဝင်းရီပုံယူကြီးကလည်းသူတို့ကြားမှာပျော်ရွှင်စွာနဲ့လမ်းလျှောက်နေသလိုမျိုးခံစားစေရတာပါမင်းကဦးလေးမော့အသက်မပါဘဲနဲ့လေလူတွေကိုကယ်လို့ရတာပဲနော်ကြော်စွာကဒါပေါ့မင်းတကယ်အလေးဆိုတာလူတွေရဲ့ရင်ထဲကလုံလဝိရိယကိုနှိုးဆူပေးနေတာပဲမင်းရွာသားတွေဟာသူတို့၃ယောက်ကိုလက်ပြနှုတ်ဆက်ရင်းကြံရိတ်ခင်တယ်ရှေ့မှာတော့ပိုပြီးစီကားတဲ့မြို့ပြတွေစက်မှုစုံတွေရှိတဲ့နေရာတွေကိုမြင်နေရပြီပေါ့သူတို့၃ယောက်သားနေအောင်ချီတဲ့အောက်မှာအတက်လက်တွေ့ဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ဖို့ပုံမဝေးလာတဲ့နေရာတွေစီကိုခီးဆက်ခဲ့ကြပါတော့တယ်ဒီလိုနဲ့ခီးဆက်လာလိုက်တာမင်းတို့၃ယောက်သားနေဆက်ဒေတာကရွာကြီးတရွာကိုရောက်လာခဲ့တယ်ရွာသားတွေဟာတယောက်နဲ့တယောက်စကားမပြောကြတဲ့မျက်လုံးတွေကမှိုင်းဝေနေခဲ့လာပေါ့ရွာရဲ့လမ်းစုံလမ်းကွာတိုင်းမှာထူးဆန်းတဲ့အနက်ရောင်အဝတ်စတွေအယိုးစုလေးတွေနဲ့ပြုစားထားတဲ့အောင်လန်းအင်းကွက်တွေကိုတွေ့လိုက်ရတယ်ဗျာမင်းကကြောချမ်းတယ်လို့ဖြစ်သွားကဦးလေးဒီရွာကလူတွေနေမကောင်းထင်နေတာလားလမ်းပြမှာလည်းအပုံတန်တွေရနေပြီးကြစ်ချေတော့တွေသွေးစွန်းနေတဲ့အဝတ်တွေချထားတာတွေ့တယ်ဗျာကျော်စွာကမျက်မှောင်းကျုပ်ပြီးမြေကြီးကိုကြည့်လိုက်တယ်ဒါကယောဂမဟုတ်ဘူးမင်းဒါကအောင်လန်းနည်းနဲ့တရွာလုံးကိုအချင်းချင်းမယုံကြည်အောင်စိတ်ဝမ်းခွဲအောင်လုပ်ထားတာတယောက်ကိုတယောက်ပြုစားထားတယ်ဆိုတဲ့တန်ရော့တွေတွေးပြီးထားတာပဲရွာလဲကသူ့တာနားမှာနေတဲ့အောင်လန်းစရာတယောက်ဟာရွာသားတွေကိုသူ့ရဲ့အားဆောင်အယောင်တွေရောင်းပြီးချမ်းသာနေတာပေါ့သူကရွာသားတွေကိုအချင်းချင်းရန်တိုက်ပြီးမင်းကိုဟိုလူကပြုစားထားတာငါစီကအင်းပြားဝယ်မှပြန်တိုက်လို့ရမယ်ဆိုပြီးလိန်လည်နေခဲ့တာဗျငပူနာကညမန်ကိုတက်ပြီးအောင်လင်းစရာရဲ့အိမ်ကိုကြည့်လိုက်တယ်အဲ့ဒီလူကရွာသားတွေရဲ့ကြောက်စိတ်ကိုအသုံးချနေတာပဲအောင်လင်းဆိုတာတကယ်တော့လူတွေရဲ့ကြောက်စိတ်နဲ့မနာလိုစိတ်ကိုအစာကျွေးကြီးကြီးထွားလာတာကွာကြော်စွာကရွာလဲမှာရွာသားတွေကိုစုဝေးစေလိုက်တယ်သူကအောင်လင်းစရာရဲ့လှိတ်ခွက်တွေကိုမော်အတက်နဲ့မဟုတ်ဘဲလက်တလီတက်တေပြဖို့ပြင်လိုက်တာပေါ့သူတို့မှပါလာတဲ့ဘိုးတုတရဲ့တောင်ဝေးကိုမြေကြီးမှာစိုက်လိုက်တဲ့အခါတောင်ဝေးရဲ့တီငိန်တဲ့အရှိန်အဝါကြောင့်ရွာသားတွေရဲ့ရင်ထဲကပူလောင်မှုတွေခဏငြိမ်သက်သွားခဲ့တယ်ကြော်စွာကရွာသားတွေကိုဟိတ်ဟောင်ပြီးပြောလိုက်တယ်မင်းတို့အချင်းချင်းရန်ထစ်နေတာတွေကဒီလူပေးတဲ့အင်းတွေကြောင့်မဟုတ်ဘူးမင်းတို့ရင်ထဲကမနာလိုစိတ်ကြောင့်ပဲအခုကြည့်စမ်းဒီအင်းတွေဆိုတာအမိုက်ပဲကျော်စွာကအောင်လန်းစရာချထားတဲ့ပြုစားပစ္စည်းတွေကိုလူပုံအလဲမှာမီးရှို့ပြလိုက်တယ်အဲ့ဒီပစ္စည်းတွေထဲမှာရွာသားတွေရဲ့ပျောက်ဆုံးနေတဲ့အဝတ်အစားတွေဓာတ်ပုံတွေကိုလိမ့်လေယူထားတာကိုတွေးလိုက်ရတဲ့အခါရွာသားတွေဟာအမှန်တရားကိုသိသွားကြတော့တာပေါ့မင်းနာအမှန်တရားကအလင်းပဲဦးလီအခုတော့သူတို့တွေတယောက်ကိုတယောက်ပြန်ကြည့်နိုင်ကြပြီလိမ့်လေနေတဲ့အောင်လန်းစရာထပ်ပြေးသွားကြီးနာရွာသားတွေဟာတယောက်ကိုတယောက်တောင်းပန်ကြပြီးရွာကိုပြန်လဲပန်းရှင်းကြီးလုပ်ကြတာပေါ့မင်းတို့လည်းကြည်နဲ့စွာနဲ့ရွာကထွက်လာခဲ့ကြပြီး
ပိုမှုဝေးလံနဲ့မြူးပြတောင်ပန်းဒီစီကိုခရီးဆက်ကြပါတော့တယ်။မင်းမင်းတို့၃ယောက်ခရီးဆက်လာလိုက်တာကုံတွယ်မှုဘဟုချက်ဖြစ်တဲ့မြို့ကြီးတစ်မြို့ကိုရောက်ရှိလာပြီးမြို့ထဲကိုဝင်လာခဲ့တယ်။မြို့ကအရန်စီကားပြီးမဲ့ဆိုင်ငန်းတော်တော်များများဟာအကြောင်းမဲ့ပိတ်ထားတာကိုတွေ့ရတယ်။ဖွင့်ထားတဲ့ဆိုင်တွေရဲ့တကားဝမှာလဲသွေးစွန်းနေတဲ့အဝတ်စာတွေထူဆန်းတဲ့ရုပ်တုငယ်လေးတွေကိုခေါင်းလောင်းတွေနဲ့အတူချိတ်ဆွဲထားကြတာကော။မင်းမင်းကမျက်မှောင်ကျုပ်ရင်းနဲ့ဦးလေးဒီမျိုးကလူတွေကချမ်းသာကြပေမဲ့ဘာလို့မျက်နှာတွေကကြောက်လန့်နေကြတာလဲပြီးတော့ဆိုင်တိုင်းမှာဆွဲထားတဲ့ဟိုအယုမလေးတွေကဘာတွေလဲဗျာကျော်စွာကဆိုင်တစ်ဆိုင်ကိုအနီးကကြည့်ပြီးတော့ဒါတွေကမော်ရွတ်တွေပဲမြင်မြင်စီးပွားပြိုင်ဘက်တွေကိုအောက်လန်းနီးနဲ့ချိန်စားတိုက်ဖို့ဒါမှမဟုတ်ကိုယ်ဆိုင်ကိုမကောင်းဆိုးဝါးတွေနဲ့စောင့်ခိုင်းဖို့လှုပ်ထားတာတမျိုးလုံးမှာအောက်လန်းအနံ့သက်တွေထုံဝါးနေတာပဲမြို့ရဲ့အချမ်းသာဆုံးကုန်သေးကြီးတိုးဟာသူ့ရဲ့အိမ်တော်ထဲမှာအဲ့ရထဲလဲနေခဲ့တယ်သူ့ရဲ့ဘိုက်ကအကြောင်းမဲ့ဖောင်းကားလာပြီးညဘက်ဆိုရင်နာနာဘာဘော်တွေရဲ့အော်ဟစ်တန်တွေကိုကြားနေရတယ်လို့ဆိုတာပေါ့မင်းမင်းတို့ရောက်သွားရဲ့အခါအိမ်တော်တစ်ခုလုံးကအေးစိမ်နေခဲ့တယ်ကုန်တဲ့ကြီးကတုံတုံရီရီနဲ့ကဲပေါင်းဆယ်တို့ရကျွန်တော်ပြန်ဘက်ကအောက်လန်းစီရတယောက်ကိုခေါ်ပြီးကျွန်တော်ကိုတိမ်မင်းအေးနဲ့ပြူစားထားတာကျွန်တော်စီးပွားရေးတွေလည်းပြက်ကုန်ပြီကျော်စွာကကုန်တဲ့ကြီးရဲ့အိယာအောက်ကိုကြည့်လိုက်တဲ့အခါမြုပ်ထားတဲ့အယိုးစုနဲ့နမည်ရေးထားတဲ့ခဲပြားကိုတွေ့လိုက်ရတယ်သူကအဲ့ဓာတွေကိုဆွဲထုတ်ပြီးဘိုးတုတက်ရဲ့တောင်ဝေးကထွက်တဲ့အလင်းနဲ့ထိကွေလိုက်တာပေါ့ငပုံသားကမျက်မှောင်ကိုတေချာတက်ပြီးဒါကအောက်လန်းဆရာရဲ့အစီငင်ပဲဒါပေမဲ့ကုန်တဲ့ကြီးခမန်းကိုယ်တိုင်လည်းပြိုင်ဘက်ကိုအောက်လန်းနဲ့ပြန်တိုက်ဖို့စူးစမ်းခဲ့တယ်မဟုတ်လားအဲ့ဒီအာဂါသကြောင့်ပဲခမားစီကိုဒီချိန်စာကအလွဲတကူဝင်လာဗျာကျော်စွာကအောက်လန်းပစ္စည်းတွေကိုဖျက်ဆီးလိုက်ပြီးကုန်တဲ့ကြီးကိုစိတ်အေးအေးထားဖို့မှာကြားတယ်အဲ့ဒီနောက်မြို့လေကောင်မှာရှိတဲ့အောက်လန်းဆရာရဲ့ဂူတင်ဆိုင်လိုအိမ်ကြီးကိုတွားပြီးသူတို့ရဲ့အသိဉာဏ်စွမ်းအားနဲ့ရင်ဆိုင်ကြတာပေါ့ကျော်စွာကအောက်လန်းအုပ်တွေကိုရိုက်ခွဲလိုက်တဲ့အခါထွက်လာတဲ့အခိုးအနှုတ်တွေကိုမြင်းမြင်းကတောင်ဝေးနဲ့လမ်းကြောင်းလွှဲပြီးဖယ်ရှားပစ်လိုက်တယ်အောက်လန်းဆရာဟာသူ့ရဲ့အတက်တွေပြန်ပတ်ပြီးအကြီးအကျယ်နာမကျန်းသွားပါတော့တယ်မြို့ကလူတွေဟာအောက်လန်းနီးတွေရဲ့အန်ဒီယေကိုတိသွားကြပြီးအချင်းချင်းမေတ္တာနဲ့ပြန်လဲဆက်ဆံကြဖို့ကတိပြုကြတာပေါ့ကုန်တဲ့ကြီးလဲယောဂပြောက်ွယ်သွားပြီးသူ့ရဲ့စီးစိမ်တွေကိုလှူဒန်းဖို့ဆုံးဖြတ်လိုက်တယ်။မင်းမင်းတို့၃ယောက်ကတော့မြို့ပြင်ကိုထွက်ခါအေးအေးစီစီခရီးဆက်ခဲကြပြန်တယ်။ဒီလိုနဲ့ခရီးဆက်လိုက်တာမင်းမင်းတို့၃ယောက်သားမတ်ဆောက်တဲ့တောင်ကုန်းတွေကိုကြော်ဖြတ်ပြီးကန်တာရီရွာကိုရောက်လာခဲ့ကြတယ်။ရွာသားတွေဟာခေါင်းငိတ်စိတ်ချထားပြီးရွာသူကြီးအိမ်ရှိမှာကြက်တွေဝက်တွေကိုအဖူးတပြင်းလာရောက်ပူဇော်နေကြတာကိုတွေ့လိုက်ရတယ်ဗျာ။မင်းမင်းကအံ့အိုးတုံလုံရင်းဦးလေးဟိုမှာကြည့်စမ်းရွာသားတွေကငိုယိုပြီးသူတို့မှရှိတဲ့အဖိုးတန်တာတွေအကုန်လာပေးနေကြတာပဲရွာသူကြီးကဘာလို့အထီလောက်ရက်ဆက်နေရတာလဲကျော်စွာကမျက်မှောင်ကျရင်းဒီရွာသူကြီးကနတ်ဆောင်နှမင်းကြီးအမြဲထက်နေပြီးရဲစစ်မပူဇော်ရင်တရွာလုံးပျက်စီးလိမ့်မယ်ဆိုပြီးချိန်ချောက်နေတာပဲသူကိုယ်တိုင်ကနတ်မင်းသေးရောင်ဆောင်ပြီးလူတွေရဲ့ပိုင်ဆိုင်မှုတွေကိုတိမ့်ကျုံယူနေတာပေါ့ရွာလေကွင်းမြေမှာရွာသူကြီးဟာနတ်ဆိုးမြင့်နှခုံကြီးကိုဆွတ်ပြီးကခုန်နေတယ်။သူကနတ်မင်းကြီးကအခုလူပြိုတရက်ကိုရစစ်ပူဇော်ခိုင်းနေပြီလို့အောက်ဟစ်လိုက်တဲ့အခါရွာသားတွေဟာကြောက်လန့်တကြားနေဝတ်စရွာကနော့ကြလာပေါ့။မင်းမင်းတို့၃ယောက်ကတော့လူအုပ်ကြားကနေထွက်လာခဲ့ကြတယ်။ရွာသူကြီးကမင်းနှဖုံးနောက်ွယ်ကဟင်းဟောက်တန်းနေဘဒူတွေလဲငါတို့နတ်မင်းကြီးရဲ့နေမြေတွေကိုခွင့်ပြုချက်မရှိဘဲဝင်လာတာမင်းတို့လည်းရဲစစ်တိုင်းတက်ရလိမ့်မယ်ကျော်စွာကပြုံးလိုက်ပြီးငပုံသားကိုမျက်ရည်ပြလိုက်တယ်ငပုံသားကမျက်မှန်ကိုတတ်ပြီးရွာသူကြီးရဲ့မျက်နှာဖုံးနောက်ွယ်ကလွေးဝက်ချက်ကိုရှာလိုက်တာကောမျက်နှာဖုံးထဲမှာလူကိုမူးရစေးစင်းငွေ့တွေထွက်နေလာကိုတွေ့လိုက်ရတယ်ဗျာငပုံသားကဟိုကြည့်စမ်းဒီမျက်နှာဖုံးကနတ်စွမ်းအားမဟုတ်ဘူးလူတွေကိုမိန်မောသွားအောင်လုပ်တဲ့စင်းငွေ့တွေပဲမင်းမင်းကတောင်ကွေးကိုအရှိန်နဲ့လွှဲလိုက်ပြီးမျက်နှာဖုံးကိုရိုက်ခွဲလိုက်တယ်မျက်နှာဖုံးကွဲသွားတဲ့အခါရွာသူကြီးရဲ့ကြောက်လန့်မကြားဖိနေတဲ့မျက်နှာအစ်စ်ပေါ်လာခဲ့ပါတော့တယ်ရွာသူကြီးကအောက်လန်းနီးနဲ့ပြန်တိုက်ဖို့ကြိုးစားပေမဲ့ကျော်စွာကသူ့ရဲ့လက်ကိုအသားလေးဖမ်းချုပ်လိုက်တယ်အဲ့ဒီအချိန်မှာအဖိုးဦးထုတရဲ့ဝီနီပုံရိပ်ကတောင်ထိပ်ပေါ်မှာအေယာမအလင်းတိုင်ကြီးအဖြစ်ပေါ်လာခဲ့ပြီးအေးမြတဲ့လေငင်းဒီတိုက်ခတ်လာစေခဲ့တယ်ဗျာကျော်စွာကရွာသားတို့နတ်မင်းကြီးဆိုတာလူတွေကိုဒုက္ခပေးဖို့မဟုတ်ဘူးစောင့်ရှောက်ဖို့ပဲ
ဒီလူကနမင်းကြီးကိုအသုံးချပြီးမင်းတို့ကိုနှိပ်စက်နေတာအခုကြည့်စမ်းဘသူကတကယ်အလင်းလဲဆိုတာရွာသားတွေဟာအမှန်တရားကိုသိသွားပြီးရွာသူကြီးကိုရွာပြင်ကိုနှင်ထုတ်လိုက်ကြတယ်သူတို့ဟာပူဇော်ထားတဲ့ပစ္စည်းတွေကိုပြန်ယူကြပြီးရွာကိုမြေတာတရားနဲ့ပြန်လဲတီးဆော့ကြတော့တာပေါ့မင်းမင်းသုံးကြောက်တာနေအောင်ကြီးတစ်အောက်မှာအယူတရေတွေကိုအတိညာနဲ့ခြေဖြတ်ရင်းပိုမိုဝေးလံတဲ့နေရာတွေစီကိုခရီးဆက်ခဲ့ကြပါတယ်ဒီလိုနဲ့မင်းမင်းတို့၃ယောက်ခရီးဆက်လာရင်တောအုပ်နှစ်ကြီးတွေကအပင်တွေဖုံးလန်းနေတဲ့ရှေးဟောင်းနန်းတော်ပြက်ကြီးတစ်ခုရှေ့ကိုရောက်လာခဲ့ကြတယ်အဲ့ဒီနေရာမှာယရနာတွေရှိတယ်ဆိုတဲ့သတင်းကြောင့်လာရောက်ဒူးဖော်သူတွေဟာပြန်မထွက်လာနိုင်ပဲပလောက်ဆုံးနေကြတာပေါ့နေရန်တွေမှာအနီရောင်သွေးစာလုံးနေနဲ့ရေးထားတဲ့အောင်လန်းအင်းကွက်တွေကိုတွေးလိုက်ရတယ်မင်းမင်းကတောင်ဝေးကိုကြစ်ချစ်ပါအောင်စုပ်ကိုင်းကဦးလေးဒီနေရာကလီတို့ကတိတ်ထူးဆန်းနေအေးဆက်နေတာမဟုတ်ပဲတခုခုကကျွန်တော်တို့ကိုစိုက်ကြည့်နေသလိုပဲကျော်စွာကနေရန်ကအင်းကွက်ကိုလက်နဲ့စမ်းကြည့်ရင်းနဲ့ဒါကသွေးအင်းတွေပဲမင်းဒီရတနာတွေကိုဘယ်သူမှမယူနိုင်အောင်ရှေးကအောင်လန်းဆရာတွေကလူတယောက်ကိုအရှင်လက်လက်ရစီပူဇော်ပြီးဥစ္စာဆောင်မိစ္ဆာအထက်အဆောင်ခန်းထားခဲ့တာသူတို့နန်းတော်အောက်ထက်ကရတနာတိုက်ခန်းစီရောက်တဲ့အခါအေယာမအရေးမဲကြီးတစ်ခုပေါ်လာခဲ့တယ်အဲ့ဒီအရေးဟာလူပုံတံရှိပေမဲ့မျက်လုံးတွေကနီးရဲနေပြီးလက်သေးတွေကဓားသွားရီလိုရှည်လျားနေခဲ့တာပေါ့သူဟာရတနာတစ်တာကိုဖတ်ထားရင်ဟိန်းဟောက်လိုက်တယ်ဗျမိစ္ဆာကနာကျင်းမှုနဲ့ဒေါသတန်ရောနိုးနေတဲ့အတန်နဲ့ဘသူမှမယူရဘူးဒါတွေကငါဟာတွေငါ့ကိုဒီမှာပိတ်လောင်ထားတာနှစ်ပေါင်းရာကြီးပြီမင်းတို့ကငါတတ်မယ်မိစ္ဆာကသူတို့ကိုတိုက်ခိုက်ဖို့ပြန်လိုက်တဲ့အခါငပုံနာကညမှန်းကိုတက်ပြီးမိစ္ဆာရဲ့ရင်ဘတ်ကိုကြည့်လိုက်တယ်အဲ့ဒီမှာမိစ္ဆာကိုချုပ်နှောင်ထားရဲ့အနက်ရောင်မော်ကြိုးတွေကိုမြင်လိုက်ရတာပေါ့ငပုံနာကသူကရတနာကိုမမောလို့စောင့်နေတာမဟုတ်ဘူးအောင်လန်းနီးနဲ့အတင်းချက်ချုပ်နှောင်ခံထားရတာပဲသူ့ရဲ့နာကျင်မှုကိုအမှောင်ထုကအတုံးချနေတာမင်းမင်းကတောင်ဝေးကိုမြှောက်လိုက်ပြီးအဖြူရောင်လင်းနှန်းတွေကိုမိစ္ဆာစီပို့လိုက်တယ်ကျော်စွာကတော့အောင်လန်းဆရာတွေထားခဲ့တဲ့အင်းကွက်တွေကိုခြေဖြတ်ဖို့ရှီးဟောင်းကာထားတွေကိုအေးအေးဆေးဆေးရွတ်ဆိုလိုက်တာပေါ့ကျော်စွာကမင်းကိုချုံနှောင်ထားတဲ့အာဃာတတွေကျင်းစာတွေကိုဆုတ်လတ်လိုက်ပါတော့ဒီယရနာတွေကမင်းအတွက်ဘာမှသုံးမဝင်ဘူးမင်းတကယ်လိုချင်တာကလွတ်လပ်မှုမဟုတ်လားအဖိုးဦးတုတရဲ့ဝိညာဉ်ပုံရိပ်ကမိစ္ဆာရဲ့ဘေးနားမှာပေါ်လာပြီးသူ့ရဲ့ဦးကောင်ကိုအตาယာပွက်ထပ်ပေးလိုက်တယ်ရုတ်တရက်မိစ္ဆာရဲ့ရုပ်ဆိုးလွှတဲ့အသွင်းတရံဟာတဖြည်းဖြည်းပျောက်ကွယ်သွားကအဖြူရောင်ဝစ်စုံဝစ်ထားတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲကပြုံးပြပြီးကောင်းကင်ကိုပြန်တက်ခဲ့ပါတော့တယ်။ရတနာတိုက်ခန်းဟာအလင်းတွေလင်းထိန်သွားပြီးအောင်လန်းအနက်တက်တွေကင်းစင်သွားခဲ့ပြီ။ရတနာတွေကိုတော့နောင်လာမဲ့သူတွေကပြည်သူအတွက်တုံးနိုင်အောင်သူတို့ကနန်းတော်တကားကိုအတိညာဉ်နဲ့ပြန်ပိတ်ထည့်ကြပါတယ်။မင်းမင်းတို့၃ယောက်ဟာနေရောင်ကြီးတစ်အောင်မှာအောင်လန်းနီးတို့ရဲ့အချုပ်နှောင်ကိုမေတ္တာနဲ့ဖြေချောက်ခြင်းပုံမဝေးလံတဲ့နေရာရီစီကိုခရီးဆက်ခဲ့ကြပါတော့တယ်ဒီလိုနဲ့မင်းမင်းတို့၃ယောက်ခရီးဆက်လာလိုက်တာမြကန်းဘဲကအေးရိတ်တာဆိုတဲ့မြို့လေးကိုရောက်လာခဲ့ကြတယ်နာမည်နဲ့မလိုက်အောင်မြို့ထဲမှာအော်ဟစ်ဆဲဆော်တန်းတွေလင်မယားချင်းရန်ဖြစ်တဲ့တွေကအိမ်တိုင်းလိုလိုကထွက်ပေါ်နေခဲ့တာပေါ့လူတွေရဲ့မျက်နှာမှာမေတ္တာရိတ်မရှိပဲဒေါသအာဃာတတွေပဲဖုံးလွှမ်းနေတယ်ဗျမင်းမင်းကနားကိုပိတ်ထားရင်းနဲ့ဦးလေးဒီမျိုးကလူတွေကဘာဖြစ်နေကြတာလဲလမ်းပေါ်မှာတင်တယောက်နဲ့တယောက်ရန်ဖြစ်နေကြတာပဲအိမ်အောင်စုတိုင်းမှာပြဿနာတက်နေတယ်လို့ပဲဗျကျော်စွာကလေတို့ကိုအာယုံခံကြည့်ကဒါကတာမန်ရန်ဖြစ်တာမဟုတ်ဘူးမင်းလေထဲမှာမုံတီးချင်းဆေးရအနံ့ဒီရနေတယ်တစုံတယောက်ကဒီမျိုးရဲ့ရေတွင်းတီတဲကိုအောက်လာနီးနဲ့စီရင်ထားတဲ့လင်မြားကွဲဆေးတွေခိုးထည့်ထားတာပဲမျိုးစုံကအမောင်ရိတ်ကြတဲ့နေရာမှာအဖွားအိုတယောက်ဟာထူးဆန်းတဲ့ဆေးပလင်းလေးတွေကိုတိတ်တဆိတ်ရောင်းချနေခဲ့တယ်သူကလူတွေကိုမြှောက်ပင့်နေမင်းယောက်ျားမင်းကိုမချစ်တော့ဘူးလားဒီဆေးကိုတိုက်လိုက်သူမင်းကိုကြောက်သွားလိမ့်မယ်ဆိုပြီးအောက်လန်းပညာနဲ့မိသားစုတွေကိုပြိုကွဲအောင်လုပ်နေတာပေါ့ငပုံသားကမျက်မှန်ကိုပြင်တက်ရင်ဟောမအဲ့ဒီအဖွားကြီးကလူတွေရဲ့တန်တရားကိုအသုံးချပြီးအောက်လန်းဆေးတွေနဲ့စီးပွားရှာနေတာပဲအဲ့ဒီဆေးတွေကစိတ်ကိုကြမ်းတမ်းစေပြီးအမုန်းပွားစေတာကွာကျော်စောကမြို့လေကရေတွင်းနားမှာရွာသားတွေကိုစုဝေးစေလိုက်တယ်သူကဘိုးတူသားရဲ့တောင်ဝေးကိုတုံးပြီးရေထဲမှာရှိနေတဲ့အောက်လန်းအစိတ်တွေကိုအနေထိုင်သွားအောင်လှုပ်ပြလိုက်တာပေါ့ဒါပေမဲ့အရေးကြီးတာက
လူတွေရဲ့ရင်ထဲကအစိတ်ကိုဖြေဟုတ်ပဲကျော်စွာကမြို့သူမြို့သားတွေကိုအေးအေးဆေးဆေးပြောလိုက်တယ်မင်းတို့ခံစားနေရတဲ့ကြောသားတွေကဒီဆဲတဲ့ကြောင့်တင်မဟုတ်ဘူးမင်းတို့အချင်းချင်းယုံကြည်မှုမရှိလို့အောင်လန်းနီးကဝေနှောက်ရှက်နေတာအခုကြည့်စမ်းဒီအောင်လန်းဆီယာမကမင်းတို့စီကငွေကိုယူပြီးမင်းတို့ဘဝတွေကိုဖျက်ဆီးနေတာမင်းကတောင်ဝဲကိုမြောက်ပြီးအဖြူရောင်အလင်းလိုင်းတွေကိုမြို့တစ်ခုလုံးဖြန့်ကျက်လိုက်တယ်အဲ့ဒီအလင်းဟာမော်အတက်မဟုတ်ပဲလူတွေရဲ့စိတ်ကိုအေးချမ်းသွားစေတဲ့မြတ်တာစွမ်းအင်းမဲ့ပေါ့ရုတ်တရက်ရန်ဖစ်နေတဲ့လင်မယားတွေဟာတယောက်မျက်နှာတယောက်ကြည့်ပြီးနောင်တရော့ကပြန်လဲတင်းမြတ်သွားကြပါတော့တယ်အောက်လန်းဆီယာမဟာသူမရဲ့လက်ခွက်တွေပေါ်သွားတဲ့အတွားမြို့ထဲကနေထွက်ပြေးသွားခဲ့ရတယ်မြို့လေးဟာပြန်လဲတိတ်ဆိတ်အေးချမ်းသွားပြီးလူတွေဟာတယောက်နဲ့တယောက်ပြုံးပြနိုင်လာကြပြီမင်းတို့၃ယောက်လဲမြကန်းပေးအတိုင်းခရီးဆက်ခဲ့ကြပါတော့တယ်မင်းတို့၃ယောက်ခရီးဆက်လာရင်တစ်ပင်ကြီးတွေကလမောင်းတွေလိုရှစ်ဖလာနေရဲ့မော်နတ်တော့အုတ်ထဲကိုရောက်လာခဲ့ကြတယ်ဒီနေရာမှာငှက်တန်တော်မကြားရပဲထူးဆန်းတဲ့ခရိုင်းရောင်မြူကိုတွေကမြေပြင်မှာဝဲပြန်နေခဲ့တယ်ဗျာမင်းကတောင်ဝဲကိုအလင်းကိုမြင့်လိုက်ရင်းနဲ့ဦးလေးဒီတော့ကတစ်ပင်တွေကကျွန်တော်တို့ကိုဝိုင်းဖန့်တော်မဲ့အတိုင်းပဲပြီးတော့ဟိုမှာကြည်စမ်းတရိษံလေးတွေက6ရုပ်လေးလိုဖြစ်နေတာလားကြောစွာကမြေပြင်ဖတ်ခရိုင်းရောင်မြူကိုတွေကိုကြည်ကဒါကအတိတရားဝါမျိုးတဲ့မြူတွေပဲမင်းဒီတော့အုပ်ထဲမှာနေတဲ့စုံးမကြီးကလူတွေရဲ့အမှတ်တညာတွေကိုစုပ်ယူပြီးသူ့ရဲ့ငေရွယ်မှုကိုထိမ့်သိမ့်နေတာသူတို့ခရီးဆက်လာရင်တောအုပ်ထဲမှာထူးဆန်းတဲ့အိမ်အိုကြီးတစ်လုံးကိုတွေ့လိုက်ရတယ်အဲ့ဒီအိမ်ကမြေပြင်ပေါ်မှာမရှိဘဲတစ်ပင်ကြီးလေပေါ်မှာဇောက်ထိုးဆွဲလဲထားသလိုရှိနေတာကောအိမ်ထဲကနေမိမပြူတယောက်ရဲ့ตาရတဲ့တချင်းစုတန်းထော့ပေါ်နေပြီမေအဲ့ဒီအတန်ကနားထဲမှာစူးရှာနေခဲ့တယ်ဗျာငပုံနာကမျက်မှန်ကိုတက်ပြီးအိမ်ကိုကြည့်လိုက်တယ်တတိထားကြအဲ့ဒီတချင်းတန်ကငါတို့ရဲ့အတိတ်ကိုမေ့သွားအောင်လုပ်တဲ့ကျင့်စာပဲအိမ်ထဲကနေလှပလုံးနဲ့မိမပြူတယောက်ထွက်လာခဲ့တယ်ဒါပေမဲ့သူမရဲ့အရေးကိုကြည့်လိုက်တဲ့အခါကုံကွက်နဲ့ရုပ်ဆိုးနာတဲ့အဖွားအိုကြီးရဲ့ပုံစံဖြစ်နေတာပေါ့သူမကဘိုးသူကရဲ့တောင်ဝေးကိုမြင်လိုက်တဲ့အခါမျက်လုံးတွေကဒေါသနဲ့หนีရဲလာခဲ့တယ်ဗျာဆုံးမကြီးကသူ့တရဲ့တပိတ်စီလားမင်းညိုဆရာကငါစီကနေအလင်းပညာကိုခိုးပါခဲ့တာအခုအဲ့ဒီတောင်ဝေးကိုငိုက်ကိုပြန်ပြေးရနေဆုံးမကြီးကသူမရဲ့စပင်တွေကိုငကားဒီအဖြစ်ပြောင်းလဲပြီးတိုက်ခိုက်လာခဲ့တယ်ကျော်စွာကသူ့ရဲ့စွမ်းအားနဲ့ကာကွယ်ပေးထားတော့မှမင်းကအဖိုးဦးတုတရဲ့တောင်ဝေးကိုမြေကြီးမှာစိုက်ပြီးအလင်းစဝုံတစ်ခုဖန်တီးလိုက်တာပေါ့ကျော်စွာကမင်းမှားနေပြီအဖိုးတုတကခိုးခဲ့တာမဟုတ်ဘူးမင်းရဲ့လောဘကြောင့်မင်းကိုယ်တိုင်အလင်းကိုစွန့်လွတ်ခဲ့တာမင်းကိုမင်းပြန်ကြည့်စမ်းငပုံနာကမျက်မှန်ကနေအစစ်အလင်းပြန်အားကိုတုံးပြီးစုံမကြီးကိုသူမရဲ့ရုပ်ဆိုးတဲ့ပုံရိပ်အစစ်ကိုမှန်တမ်းမှမြင်တယ်လို့မြင်အောင်ပြန်လိုက်တယ်စုံမကြီးဟာသူမရဲ့ရုပ်ထွင်းအစစ်ကိုမြင်လိုက်ရတဲ့အခါထိတ်လန့်သွားပြီးသူမစုပ်ယူထားတဲ့လူရီရဲ့အမှတ်တင်ညာဝိညာဉ်လေးတွေကိုပြန်လွှတ်လိုက်ပါတော့တယ်တောအုပ်ထဲကခရိုင်းရောင်မြူကိုတွေလည်းချက်ချင်းလွင့်စင်သွားပြီးနေရောင်ကြီးကတစ်ပင်တွေကြားတဲ့ကိုထိုးဖောက်ဝေရောက်လာခဲ့ပြီဗျာစုံမကြီးဟာသူမရဲ့အမားကိုတိသွားပြီးတောအုပ်ထဲမှာပဲတရားကြကြနဲ့နေရစ်ခဲ့ပါတော့တယ်မင်းတို့၃ယောက်လဲတောအုပ်အပြင်ဘက်ကစင်းလန်းနဲ့ကွင်းမြင့်ကြီးစီကိုပြန်လဲထွက်ခွာလာကြကခရီးဆက်ခံကြပါတော့တယ်မင်းတို့၃ယောက်ခရီးဆက်လာရင်တောင်ကြီးကိုရောက်တဲ့အခါလမ်းချောင်းက၃ခွဖြစ်နေခဲ့တယ်ထူးဆန်းတာကဘိုးသူဒရဲ့အလင်းဆက်လေးကဒီနေရာမှာလမ်းမပြတော့ပဲတောင်ဝေးတဲ့ကိုပြန်ဝင်သွားတာပဲမင်းတို့၃ယောက်သားဘယ်လမ်းကိုရွေးရမလဲဆိုတာဝေခွဲမရဖြစ်နေကြတယ်ဗျာမင်းကတောင်ဝေးကိုကြည့်ရင်ဥလေဘိုးကလမ်းမပြတော့ဘူးကျွန်တော်တို့ကိုကို့ဘာတာကိုရွေးခိုင်းနေတာထင်တယ်ဗျာကျော်စွာကလမ်း၃ခုကိုအကဲခတ်ရင်နဲ့ပထမလမ်းကရွှေငွေတွေခင်းထားတယ်ဒုက္ခကင်းပုံရတယ်ဒုတိယလမ်းကအာနာနဲ့ဂုံဒရက်တွေရှိပုံရတယ်တတိယလမ်းကတော့စူးပင်တွေနဲ့ကြောက်ခဲတွေပဲရှိတယ်ဒါဟာငါတို့ရဲ့စိတ်ကိုစမ်းတက်တာပဲငပုံနာကမျက်မှန်ကိုတက်ပြီးကြည့်လိုက်တဲ့အခါပထမလမ်းနဲ့ဒုတိယလမ်းတွေရဲ့အဆုံးမှာအမောင်တို့တွေရှိနေတာကိုတွေ့လိုက်ရတယ်စူးပင်တွေရှိတဲ့တတိယလမ်းရဲ့အဆုံးမှာတော့သီးငယ်ပေမဲ့တောက်ပတဲ့အလင်းဆက်လေးတစ်ခုရှိနေတာပေါ့ငပုံနာကခက်ခဲတဲ့လမ်းကပဲတကယ်အလင်းစီကိုပို့ပေးမှာပါတွားကြစို့
စူးပင်တွေကိုဖယ်ရှားပြီးတက်လာခဲ့ကြတာတောင်တင်းရဲ့ကမ်းမရံမှာကတ်နေတဲ့ရှေးအောင်လျှို့ဝှက်ကျောင်းတော်ကြီးကိုတွေ့လိုက်ရတယ်။အဲ့ဒီကျောင်းတော်ဟာအဘိုးဦးထုတာငယ်စဉ်ကပညာသင်ခဲ့တဲ့နေရာပေါ့။ဒါပေမဲ့အဲ့ဒီမှာတစုံတစ်ယောက်ကစောင့်ကြိုနေခဲ့တယ်ဗျာ။သူကတော့အဘိုးဦးထုတာရဲ့နောက်ထပ်တစ်ဖြစ်တစ်ယောက်ဖြစ်ခဲ့ဘူးပြီမဲ့အမောင်ဘက်ကိုကူးသွားခဲ့တဲ့မဟာဗေဒဆိုသူပဲဖြစ်ပါတယ်။သူကကျောင်းတော်တွေကလျှို့ဝှက်ကျမ်းစာတွေကိုသိမ့်ပိုက်ဖို့စ조사နေတာပေါ့မဟာဗေဒကလှောင်ပြုံးပြုံးရနဲ့ကြောစွာမင်းကသူ့သားရဲ့အကျွင်းအကြံတွေကိုထဲလာတာလားဒီကျောင်းတော်ကပညာတွေကအခုငေါ့အထက်ပဲဖြည့်ရမယ်မဟာဗေဒကအောက်လမ်းနီးနဲ့အေယာမမီးတောင်တွေကိုလွှတ်လိုက်တယ်ကြောစွာကအဲ့ဒီမီးတွေကိုအေးရနဲ့ခုခံနှုံးမှာမင်းကတောင်ဝေးကိုမြုပ်ပြီးကျောင်းတော်တစ်ခုလုံးကိုအလင်းပေးလိုက်တာပေါ့မင်းကအဘိုးတင်ပေးခဲ့တာကတိုက်ခိုက်ဖို့မဟုတ်ဘူးကာကွယ်ဖို့ပဲဒီကျမ်းစာတွေကရှင်လို့လိုလောဘသားတွေအတွက်မဟုတ်ဘူးရုတ်တရက်ကျောင်းတော်တွေကနေဘိုးတူးသားရဲ့ပုံရိပ်ကြီးထွတ်ပေါ်လာပြီးမဟာဗေဒကိုစိုက်ကြည့်လိုက်တယ်ဒါဟာတိုက်ခိုက်တာမဟုတ်ဘဲမဟာဗေဒရဲ့ရင်ထဲကအမုန်းတွေကိုနှွေးထွေးတဲ့အလင်းနဲ့ပွေ့ပိုက်လိုက်တာပဲဗျာမဟာဗေဒဟာဒူးတော့ကျသွားပြီးသူ့ရဲ့အမားတွေကိုနောင်တရသွားပါတော့တယ်ကျောင်းတော်ကြီးဟာအရင်ကထက်ပိုပြီးတောက်ပလာရဲ့တယ်မင်းငပုံနာနဲ့ကြော်စွာတို့၃ယောက်ဟာကျောင်းတော်တွေကလှုပ်ဝှက်ပညာအကုန်လုံးကိုစက်ခံခွင့်ရသွားကြတာပေါ့ဒါပေမဲ့သူတို့ကအဲ့ဒီမှာပဲအေးဆေးမနေခဲ့ပါဘူးကြော်စွာကတောင်ခြေကိုပြန်ကြည့်ရင်ပညာတွေရပြီဆိုရင်လောကတွေကိုပြန်ဆင်းပြီးလူတွေကိုကူညီရအောင်မယ်ကဲခရီးလန်းကတော့ရှေ့မှာကြံသေးလေအနှင်းတိုင်ကိုဆက်ထည့်သွားကြစို့ဆိုပြီးသူတို့၃ယောက်သားနေရောင်ကြီးအစ်စ်အောင်မှာကျောင်းတော်ကဆင်းလာပြီးပိုမိုဝေးလံနဲ့အမောင်တို့ရှိနေသေးတဲ့နေရာတွေစီကိုခရီးဆက်လာကြပါတော့တယ်။ကျောင်းတော်ကဆင်းလာတဲ့မင်းတို့၃ယောက်ဟာတောင်အောက်ကချွိုင်းဝန်းတစ်ခုဒီမှာထူးဆန်းတဲ့ရွာကလေးဒီရွာကိုတွေ့လိုက်ရပါတယ်။ဒီရွာကတော့အပြင်ပန်းကြည့်ငိမ်အေးချမ်းလာပြီမဲ့တကယ်လက်တွေမှာတော့ကျောင်းမတ်ဖွယ်ရအောက်လန်းပညာတစ်ခုရဲ့သားကောင်ဖြစ်နေတာပါ။ရွာတဲကိုဝင်ချင်းမှမင်းတို့၃ယောက်အံ့ဩသွားကြတယ်။ဈေးရောင်းတန်ဒီခလေးကစားတန်တွေကြားနေတာပဲမဲ့လမ်းပေါ်မှာဘသူကမှမမြင်ရဘူး။လေထဲမှာဈေးချင်းတောင်းတွေကအလိုလိုရွေ့လျားနေတယ်လို့ဓမြက်စည်းတွေကလည်းအလိုလိုလှဲနေတယ်လို့မျိုးမြင်နေရတာပေါ့။မင်းကမျက်လုံးအဝိုင်းသားနဲ့ဦးလေးဒါဘာဖြစ်တာလဲလူတန်တွေကြားရတယ်ပစ္စည်းတွေရွေ့နေတာမြင်ရတယ်ဒါပေမဲ့လူတွေကိုလုံးဝမမြင်ရဘူးကြော်စွာကမြေကြီးပေါ်ကခြေရာတွေကိုငုံကြည့်ရင်ဒါကကိုပြောက်အတက်မဟုတ်ဘူးမင်းဒါကအောက်လန်းနီးနဲ့လူတွေရဲ့တီးရှိမှုကိုဖျောက်ပစ်လိုက်တာသူတို့ကငါတို့နားမှာရှိနေကြတာဒါပေမဲ့ငါတို့ကသူတို့ကိုမမြင်ရတယ်လို့သူတို့အချင်းချင်းလည်းပြန်မမြင်ရတော့ဘူးငပုံနာကကျောင်းတော်ကနေရလာတဲ့စွမ်းအားတင်နဲ့မျက်မှန်ကိုတတ်ပြီးကြည့်လိုက်တယ်အဲ့ဒီအခါမှာရွာသားတွေဟာမိကုံးဝဲလို့ဝေဝါးနေတဲ့ကိုခန္ဓာတွေနဲ့အချင်းချင်းတိုက်မိမတဲ့တွာလာနေကြတာကိုတွေ့လိုက်ရတာပေါ့ရွာသားတစ်ယောက်ကမင်းရဲ့အနားမှာရက်ပြီးငိုနေတာကိုလည်းမြင်လိုက်ရတယ်ငပုံနာကမင်းမှာရွာသားတစ်ယောက်ရှိတယ်သူငိုနေတာသူတို့ကဒီလိုကိုပြောက်နေတော့တစ်ယောက်ကိုတစ်ယောက်မကူညီနိုင်ကြတော့ပဲအထီးကျဲနေကြတာပဲရွာစွန်ကဂူတန်းကျိုင်းတစ်ခုထဲမှာအောက်လန်းဆရာတစ်ယောက်ဟာရာအယာမမှန်အနက်ကြီးတစ်ချက်ရှိမှထိုင်နေရဲ့သူကရွာသားတွေရဲ့ကိုရောင်ကိုဝါတွေကိုစုပ်ယူပြီးအဲ့ဒီမှန်ထဲမှာတင်ထားတာကြောင့်ရွာသားတွေကိုပြောက်ကွန်တာပေါ့သူကအဲ့ဒီကိုရောင်ကိုဝါတွေကိုတုံးပြီးတက်တန်းကိုရှေးအောင်လုပ်နေတာအောက်လန်းဆရာကရွာသားတွေတယောက်ကိုတယောက်မမြင်ရလီငါ့ကိုနတ်ဗျာလိုကိုးကွယ်လီပဲသူတို့ကိုပြန်ပေါ်ချင်းရင်ငါ့ကိုအဖိုးတန်တာတွေလာပေးရမှာပေါ့မင်းတို့၃ယောက်ဂူရှိကိုရောက်သွားကြတယ်ကျော်စွာကဂူဝက်ကအမောင်တို့တွေကိုဖယ်ရှားပေးသူမှာမင်းကတောင်ကွေးကိုမြောက်ပြီးကျောင်းတော်ကတင်လာတဲ့တစ္ဆာအလင်းကိုထုတ်လွှတ်လိုက်တာပေါ့မင်းကလူပေရဲ့တီးရှိမှုကိုခိုးယူထားတဲ့အောက်လန်းစီကအခုချက်ချင်းပြန်ပေးလိုက်စမ်းမင်းကတောင်ကွေးနဲ့မှန်အနက်ကြီးကိုရိုက်ခွဲလိုက်တဲ့အခါထွက်ပေါ်လာတဲ့အလင်းနှန်းတီဟာရွာထဲကိုပြန်သွန်းသွားပြီးရွာသားတယောက်စင်းစီရဲ့ကိုယ်ထဲကိုပြန်ဝင်သွားပါတော့တယ်ရွာထဲမှာလူတွေတယောက်ကိုတယောက်ပြန်မြင်လိုက်တဲ့အခါဝမ်းသာအားရဖက်ယမ်းကိုကြွေးကြတယ်လင်းမယားတွေမိဘနဲ့သားသမီးတွေဟာဘီးနာမှာရှိနေလျက်နဲ့မမြင်ခဲ့ရတဲ့အလွမ်းတွေကိုအခုမှပဲဖြေဖြောက်နိုင်ကြတော့တာပေါ့အောက်လန်းဆရာဟာသူ့ရဲ့အတက်တွေပြန်ပတ်ပြီး
ကိုပြောက်သွားကဘယ်သူမှရှာမတွေ့နိုင်တဲ့ဘဝကိုရောက်ခဲ့ရပါတယ်ကျော်စွာကပြောတယ်ကိုခန္ဓာပျောက်တာထက်စိတ်ဓာတ်တွေပျောက်ကွဲသွားတာကပိုကြောက်စရာကောင်းနေမင်းအဲ့ဒီလိုနဲ့မင်းတို့၃ယောက်တော့ရွာသားတွေရဲ့ကောင်းကြီးထောပနာပေးတဲ့နဲ့အတူခရီးဆက်ခဲ့ကြပါတော့တယ်ကျောင်းတော်ကဆင်းလာတဲ့မင်းတို့၃ယောက်ဟာတောင်အောက်ကချွိုင်းဝန်းတစ်ခုဒီမှာထိုးဆင်းတဲ့ရွာကလေးဒီရွာကိုတွေ့လိုက်ရပါတယ်ဒီရွာကတော့အပြင်ပန်းကြည့်ရင်အေးချမ်းလာပြီမြဲတကယ်လက်တွေမှာတော့ကျောင်းမတ်ဖွယ်ရအောက်လန်းပညာတစ်ခုရဲ့တားကောင်ဖြစ်နေတာပါရွာတဲကိုဝင်ချင်းမှမင်းတို့၃ယောက်အံ့ဩသွားကြတယ်ဈေးရောင်းတန်ဒီခလေးကစားတန်တွေကြားနေတာပြီမြဲလမ်းပေါ်မှာဘသူကမှမမြင်ရဘူးလေထဲမှာဈေးချင်းတောင်းတွေကအလိုလိုရွေ့လျားနေတယ်လို့ဓမြက်စီးတွေကလည်းအလိုလိုလှဲနေတယ်လို့မျိုးမြင်နေရတာပေါ့မင်းကမျက်လုံးအဝိုင်းသားနဲ့ဦးလေးဒါဘာဖြစ်တာလဲလူတန်တွေကြားရတယ်ပစ္စည်းတွေရွေ့နေတာမြင်ရတယ်ဒါပေမဲ့လူတွေကိုလုံးဝမမြင်ရဘူးကျော်စွာကမြေကြီးပေါ်ကခြေရာတွေကိုငုံကြည့်ရင်ဒါကကိုပြောက်အတက်မဟုတ်ဘူးမင်းဒါကအောက်လန်းနီးနဲ့လူတွေရဲ့တီးရှိမှုကိုဖျောက်ပစ်လိုက်တာသူတို့ကငါတို့နားမှာရှိနေကြတာဒါပေမဲ့ငါတို့ကသူတို့ကိုမမြင်ရတယ်လို့သူတို့အချင်းချင်းလည်းပြန်မမြင်ရတော့ဘူးငပုံနာကကျောင်းတော်ကနေရလာတဲ့စွမ်းအားတစ်နဲ့မျက်မှန်ကိုတတ်ပြီးကြည့်လိုက်တယ်အဲ့ဒီအခါမှာရွာသားတွေဟာမိကုံးဝဲလို့ဝေဝါးနေတဲ့ကိုခန္ဓာတွေနဲ့အချင်းချင်းတိုက်မိမတဲ့တွာလာနေကြတာကိုတွေ့လိုက်ရတာပေါ့ရွာသားတစ်ယောက်ကမင်းရဲ့အနားမှာရက်ပြီးငိုနေတာကိုလည်းမြင်လိုက်ရတယ်ငပုံနာကမင်းမှာရွာသားတစ်ယောက်ရှိတယ်သူငိုနေတာသူတို့ကဒီလိုကိုပြောက်နေတော့တစ်ယောက်ကိုတစ်ယောက်မကူညီနိုင်ကြတော့ပဲအထီးကျဲနေကြတာပဲရွာစွန်ကကူတန်းကျိုင်းတစ်ခုထဲမှာအောက်လန်းစရာတစ်ယောက်ဟာရာအယာမမှန်အနက်ကြီးတစ်ချက်ရှိမှထိုင်နေရင်သူကရွာသားတွေရဲ့ကိုရောင်ကိုဝါတွေကိုစုပ်ယူပြီးအဲ့ဒီမှန်ထဲမှာတင်ထားတာကြောင့်ရွာသားတွေကိုပြောက်ကွန်တာပေါ့သူကအဲ့ဒီကိုရောင်ကိုဝါတွေကိုတုံးပြီးတက်တန်းကိုရှေးအောင်လုပ်နေတာအောက်လန်းစရာကရွာသားတွေတယောက်ကိုတယောက်မမြင်ရလီငါ့ကိုနက်ပြားလိုကိုးကွယ်လီပဲသူတို့ကိုပြန်ပေါ်ချင်းရင်ငါ့ကိုအဖိုးတန်တာတွေလာပေးရမှာပေါ့မင်းတို့၃ယောက်ဂူရှိကိုရောက်သွားကြတယ်ကျော်စွာကဂူဝက်ကအမောင်ထုတွေကိုဖယ်ရှားပေးသူမှာမင်းကတောင်ကွေးကိုမြောက်ပြီးကျောင်းတော်ကတင်လာတဲ့တစ္ဆာအလင်းကိုထုတ်လွတ်လိုက်တာပေါ့မင်းကလူပေရဲ့တီးရှိမှုကိုခိုးယူထားတဲ့အောက်လန်းစီကအခုချက်ချင်းပြန်ပေးလိုက်စမ်းမင်းကတောင်ကွေးနဲ့မှန်အနက်ကြီးကိုရိုက်ခွဲလိုက်တဲ့အခါထွက်ပေါ်လာတဲ့အလင်းနှန်းတီဟာရွာထဲကိုပြန်သွားပြီးရွာသားတယောက်စင်းစီရဲ့ကိုယ်ထဲကိုပြန်ဝင်သွားပါတော့တယ်ရွာထဲမှာလူတွေတယောက်ကိုတယောက်ပြန်မြင်လိုက်တဲ့အခါဝမ်းသာအားရဖက်ယမ်းကိုကြွေးကြတယ်လင်းမယားတွေမိဘနဲ့သားသမီးတွေဟာဘီးနာမှာရှိနေလျက်နဲ့မမြင်ခဲ့ရတဲ့အလွမ်းတွေကိုအခုမှပဲဖြေဖြောက်နိုင်ကြတော့တာပေါ့အောက်လန်းဆရာဟာသူ့ရဲ့အတက်တွေပြန်ပတ်ပြီးကိုပြောက်သွားကဘယ်သူမှရှာမတွေ့နိုင်တဲ့ဘဝကိုရောက်ခဲ့ရပါတယ်ကျော်စွာကပြောတယ်ကိုခန္ဓာပျောက်တာထက်စိတ်ဓာတ်တွေပျောက်ကွဲသွားတာကပိုကြောက်စရာကောင်းတယ်မင်းအဲ့ဒီလိုနဲ့မင်းတို့၃ယောက်တော့ရွာသားတွေရဲ့ကောင်းကြီးထောပနာပေးတဲ့နဲ့အတူခရီးဆက်ခဲ့ကြပါတော့တယ်မင်းတို့၃ယောက်ခရီးဆက်လာလိုက်တာမိကန်ပြေးကနိုးထခင်းမြို့လိုအမိအားတဲ့မြို့ထဲကိုဝင်လာတဲ့အခါထူးဆန်းတာကလမ်းပေါ်မှာလူတယောက်မှမရှိတာပဲအိမ်တိုင်းရဲ့တကားတွေကပွင့်နေပြီပဲလူတွေအားလုံးကတော့အိပ်ပြာထဲမှာဒါမှမဟုတ်ထိုင်ကုန်ဒီပေါ်မှာနေနစ်ချက်ချိုင်အိပ်ပျော်နေကြတာပေါ့ဒါပေမဲ့သူတို့ရဲ့မျက်နှာတွေမှာတော့ကြောက်လန့်နေတဲ့ပုံရိပ်တွေထင်ဟပ်နေတယ်မင်းကအိပ်ပျော်နေတဲ့ကလေးငယ်တစ်ယောက်ကိုလှုပ်နှိုးကြည့်ဦးလေးဘယ်လိုနှိုးမနှိုးကြဘူးဗျာမျိုးတစ်ခုလုံးအိမ်မော်ကြနေသလိုပဲအသက်တော့ရှူနေကြတော့မယ်ကျော်စွာကအိပ်ပျော်နေသူတွေရဲ့နှဖူးကိုစမ်းကြည့်ဒါကတာမန်အိပ်တာမဟုတ်ဘူးအိမ်မက်ကျုပ်ကျိန်စာပဲအောက်လန်းစီရတယောက်ကသူတို့ရဲ့ဝိညာဉ်တွေကိုအိမ်မက်ကဘာထဲမှာပိတ်လောင်ထားတာအပြင်ကဘလို့နိုးမှမဟုတ်ဘူးကျော်စွာကကျောင်းတော်ကတင်လာတဲ့ပညာနဲ့သူတို့၃ယောက်စလုံးကိုဝိုင်းဖွဲ့ထိုင်ခိုင်းလိုက်တယ်ဘိုးသူသားရဲ့တောင်ဝေးဟိုအလေမှာစိုက်ပြီးသူတို့ရဲ့စိတ်အာရုံတွေကိုပေါင်းဆက်လိုက်တာပေါ့ငပုံနာကမြန်မာကိုတင်းတက်ပြီးအိမ်မက်ကဘာရဲ့တကားကိုရှာလိုက်တယ်ဗျာငပုံနာကတွေ့ပြီအမောင်တိမ်တဲ့တွေကြားကလမ်းကြောင်းပဲအားလုံးလက်ချင်းချိတ်ထားကြစိတ်ကိုတင်းငိမ်အောင်ထားကြစို့သူတို့မျက်လုံးဖွင့်လိုက်တဲ့အခါထူးဆန်းတဲ့အိမ်မက်ကဘာတွေရောက်နေကြပြီ
အဲ့ဒီမှာမျိုးသားတွေဟာမှောင်မဲနေတဲ့အချုပ်ထမ်းနေတဲ့မှာသူတို့ကြောက်ရွံ့တဲ့အရာတွေနဲ့ရင်ဆိုင်နေရတာပေါ့အလဲမှာတော့အိမ်မက်မိတ်ဆာဆိုတဲ့အောက်လန်းဆရာကြီးကလူတွေရဲ့ကြောက်စိတ်တွေကိုစုပ်ယူပြီးအားဖြည့်နေပါပေါ့အိမ်မက်မိတ်ဆာကဟင်းဟောက်ရဲ့မောတန်းနဲ့သူ့သားရဲ့တပည့်တွေပါလားအိမ်မက်ထဲမှာတော့မင်းတို့ရဲ့အလင်းတောင်တွေကအတုံးမဝင်ဘူးကွာဒီမှာကငှနေမီပဲအိမ်မက်မိတ်ဆာကမင်းတို့၃ယောက်ကိုသူတို့ကြောက်တဲ့အတိတ်ကပုံရိပ်တွေနဲ့တိုက်ခိုက်တော့တာပဲမင်းကသူငယ်စဉ်ကအမောင်ထဲမှာပိတ်မိခဲ့တဲ့ပုံရိပ်တွေကိုမြင်နေရတယ်ဒါပေမဲ့မင်းကမျက်လုံးမှိတ်ပြီးဘိုးတူသားရဲ့မိသားကအရာအလုံးကိုအောင်နိုင်တယ်ဆိုတဲ့စကားကိုတတိယလိုက်တာပေါ့မင်းကဒါတွေကအစ်စ်မဟုတ်ဘူးဒါတွေကရှင့်ရဲ့လှည့်ကွက်လေးပဲမင်းကတောင်ဝဲကိုမြှောက်လိုက်တဲ့အခါအိမ်မက်ကဘာထဲမှာတကယ်နေမင်းကြီးထွက်လာတယ်လို့မျိုးအလင်းတွေလင်းထိန်သွားသေးတယ်မိစ္ဆာရဲ့နန်းတော်ကြီးဟာမှန်တွေကွဲသလိုတစည်းစီပျက်စီးသွားပါတော့တယ်အိမ်မက်ကဘာပျက်စီးသွားတာနဲ့ဗျာမြို့သားတွေဟာတယောက်ပြီးတယောက်ဟင်းကနေတက်ပင်ချပြီးနူးနာကြတာပေါ့သူတို့ရဲ့မျက်နှာမှာကြောက်ရွံ့မှုနဲ့ပျောက်ကွယ်သွားပြီးအလင်းရောင်ကိုတွေးလိုက်တဲ့အတိုင်းဝမ်းသာနေကြတာပေါ့အောက်လန်းဆရာအိမ်မက်မိစ္ဆာဟာသူ့ရဲ့ကိုယ်ပိုင်အိမ်မက်ဆိုးတွေကြားမှာပြန်လဲပိတ်လောင်သွားခဲ့ပါပြီမင်းတို့၃ယောက်ကတော့နူးထလာတဲ့မြို့သားတွေရဲ့ကျေးဇူးတင်စကားတွေကိုနားထောင်ရင်းနဲ့မြို့ပြင်ကိုခရီးဆက်လာခဲ့ကြတယ်ကျော်စွာကလူတွေရဲ့စိတ်ထဲမှာကြောက်တရားကိုအခွင့်ကောင်းယူလာကအစိုးဆုံးအောက်လန်းပဲမင်းလို့ပြောပြီးတော့သူတို့၃ယောက်ခရီးဆက်လာခဲ့ကြပါတော့တယ်